coffee စက်မပါဘဲနဲ့ latte တစ်ခွက်ဖြောကြည့်ကြအောင်ကျွန်တော်တို့ coffee ဒီလို Nescafe အမှုလေးတွေ7မှာအလွယ်တကူဝယ်လို့ရတာလေးသုံးပါမယ်ဆိုတော့ဒီ coffee အမှုကိုကျွန်တော်တစ်စုံထည့်မယ်ကို coffee နည်းနည်းခါလေးကြိုင်တော့တစ်စုံကြော်လေးလောက်ထည့်ပါနော်ရေဘူးကျွန်တော်30 ml လောက်ထည့်လိုက်ပါမယ်โอเคပြီးတော့ကျွန်တော်ဒီအိုးနဲ့နွားနို့အပူပေးပါမယ်နွားနို့ကကျွန်တော်ဒီလက်တရဒီခွက်နဲ့ဖြော်မှာဖြစ်တဲ့အတွက်ဒီခွက်နဲ့ကျွန်တော်250 ml လောက်ထည့်ပြီးတော့ကျွန်တော်အပူပေးပါမယ်โอเค250 ml ပေါ့နော်ကျွန်တော်နွားနို့ကိုကျွန်တော်တို့ဆူသွားတဲ့အထိမတည့်ပါဘူးနည်းနည်းလေးကျွန်တော်တို့ပူယုံပေါ့နော်အငွေလေးနည်းနည်းလေးထွက်နေပြီပူနေပြီဆိုရင်ရပါပြီဆိုဒီအားလေးနဲ့ကျွန်တော်တဲလိုက်မယ်နော်โอเคကျွန်တော်နွားနို့နည်းနည်းနွေးလေးရပါပြီဆိုတော့ဒီနွားနို့ကျွန်တော်အရန်ကြီးဆူတဲ့အထိကျွန်တော်မတည့်ဘူးနည်းနည်းစံကြည့်တာကျွန်တော်နွေးနေပြီပေါ့နော်ဆိုတော့နွားနို့လေးဒီမှာဒီနွားနို့ဒီအိုးလေးနဲ့ပေါ့နော်နွေးနေပြီဆိုရင်ကျွန်တော်ရပါပြီဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဒီ form ရိုက်တဲ့ဒီခွက်လေးနဲ့အမြုပ်လေးတွေရအောင်ကျွန်တော်ရိုက်ပါမယ်ဘာလို့ဆိုကျွန်တော်လက်တရဆွဲအောင်ဖြစ်တဲ့အတွက်ဒီ form လေးတွေလိုပါတယ်ဆိုတော့ဒီခွက်လေးကိုကျွန်တော်သုံးပါမယ်ဆိုတော့ဒီထဲကိုကျွန်တော်ထည့်လိုက်ပါနော် okay ဆိုတော့ဒီကောင်လေးနဲ့ကျွန်တော်ရိုက်ပါမယ်ဆိုတော့ပုံမှန်အဖြစ်ဒီကောင်ကျွန်တော်အချက်80လောက်ပေါ့နော်80နဲ့100ကြာရိုက်လို့ရပါတယ်ရိုက်တဲ့အချိန်မှာအရန်လည်းမမြန်ဘူးအရန်လည်းမနေဘူးပေါ့နော်ရိုက်ကြည့်ကြအောင်โอเคတစ်ချက်လာကြည့်ကြည့်ပါနော်ဆိုတော့ကျွန်တော်တို့အမြုပ်လေးတွေရနေပါပြီဆိုတော့အဲ့အမြုပ်လေးတွေကိုကျွန်တော်တို့ဒီလက်တရားလောင်းမဲ့ခွက်တွေကိုကျွန်တော်ထည့်လိုက်မယ်โอเคဆိုတော့ကျွန်တော်တို့လက်တရားလေးလောင်းကြည့်ကြည့်နော်ဆိုတော့ဘာလေးနည်းနည်းခေါက်โอเคဒါတော့ခုနက Nescafe နဲ့ဖြော်လာတဲ့ coffee ဖြစ်ပါတယ်လက်တရားလေးလောင်းမယ်โอเคပါဒါကကျွန်တော်ဒီ coffee set မပါဘူးကျွန်တော်ဒီ espresso set ကို espresso လည်းမပါဘူးကျွန်တော်ဒီ steam ရိုက်တဲ့အတန်လည်းမသုံးဘဲနဲ့ကျွန်တော်ကိုယ့်အကိုရေနွေးနဲ့ဒီလို coffee ကိုဖြော်ရတယ်ပြီးတော့ဒီအိုးနဲ့ပဲကျွန်တော်နွားနို့ကိုအပူပေးပြီးတော့ဒီခွက်လေးနဲ့ရိုက်ပြီးတော့ဖြော်လာပါတယ်အဲဆိုရင်ဒီမှာဆိုရင်အမြုပ်လေးရလည်းစမှုဖြစ်တယ်ဒီကောင်ဆိုရင်ကျွန်တော်တို့ cappuccino အမြုပ်လောက်ထိရတယ်ပေါ့နော် okay ဆိုကိုယ့်အကိုအိမ်မှာဖြော်တော့မယ်ဆိုရင်ကျွန်တော်ဒီခွက်လေးနဲ့ဒီခွက်လေးရှိတယ်ဆိုရင်ဖြော်တော့လို့ရပါပြီ